ဆိုတော့ဂျပန်မှာတီထိုးနေလူတွေကဘာနဲ့သွားသူလဲဆိုတော့ကျွန်တော်တို့ဒီအလောက်ကနေလာစားရတဲ့ချိန်မှာလာစားတွေကနေအခွင့်ဖြတ်ခံရတာအာမရလို့ကိုယ့်ရဲ့ပိုက်ဆိုင်တွေကနေထုတ်ပြီးတော့အခွင့်ဆောင်နေရတယ်အတူတူပဲပေါ့နော်ကျွန်တော်တီထိုးပြီးတော့ဒီပထမစုပေါက်ဖို့အတွက်ကျွန်တော် chance ကဘယ်လောက်ပဲရှိလဲဆိုတော့လူပေါင်းပေါ့နော်30 မီလီယံမှာကျွန်တော်တယောက်ပဲဖြစ်နိုင်တယ်ကျွန်တော်လူ10တန်းမှာတယောက်ပဲပေါက်နိုင်တယ်ပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်ပထမစုကနည်းနည်းဝေးလေးတယ်ကျွန်တော်ဒီတောင်း100လောက်ပေါက်နိုင်ဖို့ chance ကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့လူရောက်1000မှာတယောက်ပဲပေါက်နိုင်တယ်ပေါ့နော်အဲ့တော့ရှင်းပြောရရင်ကျွန်တော်တို့တပတ်တစ်ခါထိထိုးမယ်ဗျာအဲ့လိုထိုးမယ်ဆိုရင်တော့မှကျွန်တော်တို့နှစ်ပေါင်း200လောက်ကြာမှတစ်ချိန်ပဲပေါက်နိုင်တယ်ပေါ့နော်ဆိုတော့လောက်ထိတောင်မှခက်တာပါဒါကျွန်တော်တို့ဒီထီထိုးရင်ပေါက်နိုင်တဲ့ chance ကိုတွက်ပြတာပေါ့နော်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ထီကိုဘယ်သူကထုတ်ပြီးတော့ရောင်းနေရလဲဆိုတော့ကျွန်တော်တို့ဂျပန်အစိုးရကထုတ်ပြီးတော့ရောင်းနေတာโอเคကျွန်တော်တို့မျိုးတာမန်လူတွေပြီးကျွန်တော်ကုမ္ပဏီတွေကထီကိုထုတ်ပြီးတော့ရောင်းခွင့်မရှိဘူးဘာလို့လဲဆိုတော့ဒီထီဆိုတဲ့လုပ်ငန်းကအလောက်တောင်မှကျွန်တော်တို့အမြတ်အများကြီးရတဲ့လုပ်ငန်းပေါ့နော်ဒါပေမဲ့ဒီထီကိုကျွန်တော်တို့အစိုးရကထုတ်တယ်ဆိုပေမဲ့တကယ်တမ်းရောင်းချတာကတော့ကျွန်တော်တို့ဒီ agent တွေပေါ့နော်ထားပါတော့ကျွန်တော်တို့ဒီ ban တွေဘာတွေကတစ်ဆင့်ကျွန်တော်တို့ရောင်းချတာပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီထီထိုးတဲ့ငွေတွေပေါ့နော်ကျွန်တော်ထိုးလိုက်တဲ့ငွေတွေကဘယ်ကိုရောက်သွားလဲဆိုတော့ထားပါတော့ကျွန်တော်100%မှဆိုရင်ဒီ45%ကျွန်တော်တို့ဒီစုရင်းငွေတွေနဲ့ပြန်ပြီးတော့သုံးတယ်ပေါ့နော်ကျွန်တော်ပထမစုပေးရဒုတိယစုပေးရဒုတိယမှာ1100 1050ပေးရဆိုတော့ဒီနေရာမှာပြန်သုံးတယ်ပေါ့နော်နောက်တစ်ခုကျန်တဲ့40%တော့ကျွန်တော်ဒီ public fund တွေနဲ့ပြန်သုံးတာပေါ့နော်ထားပါတော့ကျွန်တော်ဒီအစိုးရအနေနဲ့တရားတွေစောက်ပေးရတော့လမ်းတွေပြင်တာတို့ပေါ့နော်အထွေထွေတုံးစိတ်ပေါ့နော်ဆိုတော့အဲ့အတွက်မှာကျွန်တော်ပြန်ပြီးတော့သုံးတယ်ကျန်တဲ့15%ကတော့ကျွန်တော်ဒီ cost တွေရှိတယ်ပေါ့နော်ကျွန်တော်ဒီထီထုတ်ခါတွေရှိမယ်ပြီးကျွန်တော် commission ခါတွေရှိမယ်ဆိုတော့ဒီအတွက်ပြန်သုံးတယ်ပေါ့နော်ဆိုတော့ကိုကပေါ့နော်ဒီထီထိုးလိုက်လို့ထီမပေါက်ဘူးဆိုရင်လည်းပဲပြဿနာမရှိဘူးဒါနိုင်ငံအတွက်ဒါကောင်းတယ်ဆိုပြီးတော့အဲ့လိုသဘောမျိုးနဲ့ထိုးနိုင်တော့ပြဿနာမရှိဘူးပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကထီထိုးတင်တယ်မထိုးတင်ဘူးဆိုတော့ပြောတာမဟုတ်ဘူးပေါ့နော်ထိုးလိုက်ရတယ်မထိုးလိုက်ရတယ်ဒါကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါထီကဒီလိုမျိုးရှိတယ်ဆိုတော့ရှင်းပြချင်တာโอเคအဲ့တော့ထီလုံးဝမထိုးတင်တဲ့လူတွေရှိရပေါ့နော်အဲ့လိုလူတွေကဘယ်လိုလဲဆိုတော့ကိုကပေါ့နော်လုံးဝဒီထီထိုးတာကိုလုံးဝအကျင့်ကြီးဖြစ်သွားတာပေါ့နော် habit အနေနဲ့ကျွန်တော်တို့လုံးဝမထိုးရမနေနိုင်ဘူးနောက်တစ်ခုကမျောလင့်ချက်သားကြည့်ရပေါ့နော်ဒီထီပေါက်ရင်ငါဘာလုပ်ပြင်မယ်ဘာလုပ်ပြင်မယ်ဆိုတော့အဲ့လိုမျိုးကျွန်တော် investment အနေနဲ့ပေါ့နော်စီးပွားရေးအနေနဲ့လုပ်တဲ့လူတွေကတော့ဒါထီလုံးဝမထိုးတင်ဘူးပေါ့နော်အဲ့ဒီအစားတခြားတစ်ခုခုမှတုံးတာပို့ပြီးတော့ဖြစ်နိုင်ခြင်းများသေးတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ထားပါတော့ကိုကဒီတိုင်းမဲ့ဝါဒနာဆိုတာထက်ပေါ့နော်စိတ်ထွက်ပေါက်အနေနဲ့ပျော်ရွှင်မှုတစ်ခုအနေနဲ့ထိုးတာမျိုးဆိုပြန်လာမရှိထားပါတော့ကျွန်တော်တစ်လောက်2000 3000လောက်ထိုးတာโอเคအဲ့ဒီပမာဏကလေကိုယ့်ဘဝအတွက်ဘာမှထိခိုက်မှုမရှိဘူးဆုံးလည်းပြန်လာမရှိဘူးဆိုတော့ဒီကိုယူနိုင်တဲ့ risk ဆိုရင်တော့ဒါကျွန်တော်ထီထိုးလည်းပြန်လာမရှိဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တထေးပြခွေးပြထွဲလူတွေကတော့မထိုးတင်ဘူးပေါ့နော်ကျွန်တော်လူလည်းရှိမယ်လို့တော့မထင်ပါဘူးအဲ့ဆိုတော့ဒီဗီဒီယိုကတော့ထီထိုးတင်တာမထိုးတင်ဘူးဆိုတော့ကျွန်တော်ပြောတာမျိုးတိုက်တွန်းနေရမျိုးမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်သူများစီးပွားရေးဆိုတာလေဂျပန်အစိုးရရဲ့စီးပွားရေးကိုလည်းကျွန်တော်ဒုံးနဲ့တွားပြီးတော့မထိုးချင်ဘူးပေါ့နော်โอเคအဲ့တော့ဒါကတော့ကျွန်တော်ထီနဲ့ပတ်သက်ပြီးတော့ဒါတော်တော်များများတိထိုက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒါပါပဲအားလုံးထိုးပဲကျေးဇူးတင်ပါတယ်ကြော